show နဲ့ kick ကိုဖိတ်ခေါ်ပါတယ် ကိုနဲ့ရှင်ပြိုင်မဲ့သူတွေကိုနိုင်မဲ့အားသာချက်ဆိုရင်တော့ကိုရဲ့ mentality အမကို push လုပ်နိုင်တဲ့ဟာကတော့အမရဲ့အားသာချက်လို့ပြောလို့ရမယ်ထင်တယ်ဟုတ်ပါဆိုတော့ထုံးစံတိုင်းပဲဘာပြောချင်လဲ fighter ပါမကဲရောအရန်ကို peaceful တွေဖြစ်နေကြပါတယ်ခင်ဗျာဒီတစ်ခေါက်ပြိုင်ပွဲနေအရန်ကိုချစ်ခင်ကြတယ်နောက်ထပ်အဆင့်တွေရောက်သွားရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်မသိပါဘူးဆိုတော့မကစားခင်မှာဒိုင်နိုကြီးတွေရဲ့ဆုံးဖြတ်ချက်တာလည်းအတီးဖြစ်ပါတယ်အငင်းမပွားကြပါနဲ့ဆိုတော့ Are you ready? ready Are you ready? Let's go! Okay! ဘတ်ဘေး injury ရထားတဲ့အတွက်ငါ0မှာကွဲပါမလားဆိုပြီးတော့အဲ့ဒီ feeling ပဲရှိရေပေါ့ arena ကြီးမြင်တဲ့အချိန်မှာရန် anxiety ပါရ pressure ကြီးကြမယ်ထင်တယ်အမှန် pressure ကတက်နှလုံးခေါ်တိုင်းဒုံအချမှာမထိန်နဲ့ They watch you. Okay. Plan ကနည်းနည်း Yes. free. Bounce. Turn ရမှာ Wake up the energy, saying they feeling me, seeing we finna be. Never be losing forever, we choosing to always be moving free. Fighting. Sweet. Feelings outrageous to get it, we winning that. I tend to make Nice. who am I saving nighttime? See the street. Easy. Go at it. You can do it. ကိုသာဝင်လုံးလိုက်ချင်တဲ့စိတ်တွေဖြစ်မိရဲ့အဲ့လိုမျိုးဟိုအားမလို့အားမရတွေပေါ့နော် Ever we coasting, I swear that you feeling that. No competition forever, envision the mission. On we and up, winning on. that. Yes. Maybe it's arrogant, running apparent, and we just keep winning that. They just keep losing forever. အသက်ရှူတဲ့ဟာတကယ်တော့ရန်ရေးကြီးရဲ့အသက်ရှူနည်းနည်းလေးလွဲသွားရင်ကိုယ့်ရဲ့ pace ကအမှဟို catch လုပ်တာ read ကိုအသက်ရှူရဲ့ဟာကိုလိုက်ပြီးတော့ဟိုပြန်ရှူနေရတဲ့ဟာပုံမောစေရပေါ့ Go through down her. Yes. 5 round man လို့ရတယ် ဘေးနားမှာအတူတူရှင်ပြန်ရတဲ့ market က easy လေးပဲသွားနေတဲ့အချိန်ပေါ့ဒါပေမဲ့ကိုကတော့ကိုအာရုံစိုက်တယ် market ကိုစင်တီရဲ့လာတော့တစ်ချက်ဘောစစ်ထိုင်နေတဲ့အချိန်မှာတော့ကြည့်မိတယ်ပေါ့နော်သူ ခက်ခဲရဆိုရင် deadlift ဒါကတော့တခြားလူတွေကတော့ဘယ်လိုမျိုးဟိုယူဆလဲမသိဘူးအမအတွက်ကကြာအမ body weight က sorry ရလဲများနေတာဒီထက်လဲကိုကထုံးတောင်းလုပ်လို့မရနေတော့ဘူးပေါ့နော်ဆိုတော့ body weight ဟာအမြဲ pressure ဖြစ်တယ်ရအောင်မှပဲတစ်ချက်ချင်းစုလဲတစ်ချက်ချင်းရတလောက်ကိုပဲကိုဟို push လုပ်ပြီးတော့ပဲမမယ်ဆိုပြီးတော့ပဲposition မမှားအောင်နဲ့ဒီခါမထီအောင်ပေါ့နော်အဲ့ဒါကိုပဲ focus လုပ်ပြီးတော့ပဲဖြည်းဖြည်းမှန်မှန်နဲ့ပဲ pace လုပ်ရတယ် yes ping ma တူ come on မကစ်လုံးနေတဲ့အချိန်မှာတော့အမှန်တိုင်းပြောရမယ်ဆိုတော့လုံးဝလောက်ထိကိုမရောက်လာဘူးပေါ့နော်ကိုအရင် push လုပ်ချင်နေရလဲပါတယ်ဒါပေမဲ့ပြန်ပြီးကိုသတိပြန်အော်သူသိနေမကောင်းသူ one shot တာငါသူလဲသူနေမှာရမှာမဟုတ်အရင် push လုပ်လို့မရဘူးသူကသူ့ limit နဲ့သူရှိရလေသူ့ limit ကသူကစားနေဆိုသူအတိဆုံးပေါ့နော်အဲ့ဒါလေးတော့စိတ်ထဲကိုပြန်ထဲနေရတော့ရှိတယ်ဒါပေမဲ့ကိုကတော့အရင်စိတ်ကတော့လောတာပေါ့ပိုရစေချင်တာကိုရဲ့လူဆိုတော့လေဟုတ် ကြီးဆုံးတစ်ခုနိုင်သွားပြီဒါ easy အပိုင်းပါနိုင်တယ်ဆက် How many dollars? 1 minute ဆိုလို့ရှိရင်ကြိုက်သလောက်ဘေးစင်လုပ်လို့ရတယ် 4 round ကိုရအောင်push လုပ်နိုင်တဲ့အတွက်ကိုကျင်းနေပါတယ်။ဒါရင်း coach တွေအကုန်လုံးကိုလည်းကျေးဇူးတင်တယ်။အဲဒါဆိုအကုန်လုံးရဲ့ support mental support ကတကယ်ဟိုဖြစ်တယ်ကိုယ်တိုင်လည်းရအောင်က push လုပ်မယ်။အဲ့အားလေးတစ်ခုနဲ့ကိုသွားလိုက်တဲ့အတွက်ကျင်းနေတယ်အရင်ကျင်းနေပါတယ်။ဟုတ်ကဲ့ Come on ဒါလေးပြီးသွားပြီဆို9မှတ်ရနော် ဒါလေးပြီးတော့ You have time squat ပြီးသွား ချိန်ရသေးတယ် challenge နေရှိသေးတယ်ရှော့ squat တော့ ရန် push မလုပ်နဲ့ရှော့ ခါနာနေပြီဆိုရင်တော့မလုပ်နဲ့ တကယ်နာနေပြီဆိုတော့မလုပ်နဲ့ injury ဝင်သွားမှာ နောက်ထပ် challenge နေရှိသေးတယ် နာနေပြီဆိုရင်တော့မလုပ်ပါနဲ့
9 round မှာပေါ့ဓာတ်လက်ကောက်လဲကောက်ကောစူမိုနဲ့ဘလို့မှသွားလို့မရတော့0ပွဲသွားပြီဆိုရင်တော့9 round လောက်လို့ကြီးသွားမယ်ဆိုပြီးတော့လုံးဝယူစိတ်ကိုမှန်းထားတဲ့အချိန်မှာခါမလိုက်တော့တာပေါ့ခါမနာဘူးဆိုရင်တော့ဘလို့မှမကြောက်ဘူးအနေလေးခါမနာဘူးအင်ဂျူရီမဖြစ်ဘူးဆို9 round AC မှန်းထားတယ် နားပါနော်ပြကြပြီနော်โอเคဆိုတော့ဒိုင်မုံမနေအောင်စလုံးက2မိနစ်ခွဲကြံသေးတယ်ဆိုတော့ညာလည်းပဲနားလိုက်တော့မယ်တဲ့ ပွဲပြီးတပွဲကိုအားဆိုင်ပြီးတော့သွားကျင်သေးတယ်ပေါ့မထင်မှတ်ဘဲနဲ့ပြိုင်ပွဲကရရက်နဲ့ကြီးနေတယ်